အိမ်ဝင်းဗီလာဘက်မှာငှက်ကင်ခဲ့တဲ့ Aston Villa နဲ့ Champions League ဝင်ခွင့်မသေးကြသေးတဲ့ Liverpool ကိုဝဝိုင်းရဲ့အတန်လေးနဲ့ဂျိုးကြလေးလို့ပထမဆုံးနှုတ်ခွန်းဆက်သလိုက်ပါတယ်။နီးပြကြီးအာနီစလော့ရဲ့ Liverpool အသင်းကတော့ဘလို့ကစားပုံဘလို့စိတ်ဓာတ်ဘလို့ခံယူချက်မျိုးနဲ့ကစားနေကြတယ်လေလို့မေးခွန်းထုတ်ရမလို့ဖြစ်နေခဲ့ပါပြီ။ဒီနေ့မနေ့တနင်္လာပွဲအချိန်မှာကစားခဲ့တဲ့ Aston Villa နဲ့ပွဲစဉ်မှာဆိုရင်လည်း Liverpool အသင်း Aston Villa ရဲ့အိမ်ဝင် Villa ပတ်မှာ၄ဂိုး၂ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ Champions League ဝင်ခွင့်အတွက်ရမယ့်စုဆောင်မှုအရေးတကြီးလိုအပ်နေတဲ့အချိန်နောက်ဆုံး၃ပွဲမှာ2ပွဲရှုံး1ပွဲတည်ရင်နဲ့ရမယ့်တမတ်တာစုဆောင်ထားနိုင်ခဲ့တဲ့အတွက်အခုဆိုရင် Liverpool အသင်း Champions League နဲ့ Europa League ဝင်ခွင့်အကြားမှာကန့်လန့်ကြီးဖြစ်နေခဲ့ပါပြီ။ဒီနေ့ပွဲမှာဆိုရင်လည်း Liverpool အသင်းဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့တဲ့ဆိုပေမဲ့ထိရောက်တဲ့ဂိုးပေါက်ချင်းချောက်မှုနဲ့ဂိုးပေါက်ကန်သွင်းမှုတွေကိုတော့ Aston Villa အသင်းဘက်ကပုံမပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ Aston Villa အသင်းတို့ဂိုးတွေကိုတော့ပွဲကစားချိန်42မိနစ်မှာ Morgan Roger 58မိနစ်နဲ့83မိနစ်မှာ Oli Watkins နဲ့ပွဲကစားချိန်89မိနစ်မှာ John McGinn တို့ကအသီးသီးသွင်းယူသွားပေးခဲ့ပါတယ်။ Liverpool အသင်းအတွက်ခြေပါဂိုး2ဂိုးကိုတော့ Dominic Szoboszlai ရဲ့ဖန်တီးပေးပို့မှုကနေတဆင့်Virgil van Dijk ကပဲ2ဂိုးလုံးသွင်းယူသွားပေးခဲ့ပါတယ်။ဒီပွဲရဲ့ရလဒ်ကြောင့် Aston Villa အသင်းဟာ Champions League ဝင်ခွင့်လုံးဝကျိန်းသေသွားခဲ့ပြီးတော့ Liverpool အသင်းအနေနဲ့အဆင့်9နေရာကိုဆင်းပေးခဲ့ရပြီးအဆင့်6နေရာကဘုံမောက်အသင်းနဲ့တပွဲအပိုရမှတ်9မှတ်အသာအနေထားရောက်ရှိသွားခဲ့ရပြီပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို like, follow, subscribe လေးလုပ်သွားပေးကြပါဦးဗျ။ကျေးဇူးတင်ပါတယ်။